မှာမျက်တောင်တစ်ချက်ခက်လိုက်နေချိန်မှာပဲမြင်းကွင်းတွေကပြောင်းလဲသွားခဲ့ပြီဖုံထဲနေစာအုပ်နှက်နေပြည့်နေတဲ့စာကြီးတိုက်ရဲ့အငွေတက်တွေအစားလေထုထဲမှာပေ့တိုက်အောင်ပန်းညက်နှန်းနေတဲ့အကျိုးလွန်ခဲ့တဲ့ညစ်ပေါင်90ကမြို့ဟောင်းရဲ့လက်ဆက်တဲ့အနှံတက်တွေကနေရာယူထားတယ်လမ်းမတစ်လျှောက်မှာမော်တော်ကားဟောင်းလေးတွေကတင်းညင်ညက်သွားလာနေကြပြီးလုံကြီးကိုတက်တက်ရက်ရက်ဝတ်ဆင်ထားတဲ့လူတွေဟာကွမ်းရဆိုင်လေးတွေလက်ဖက်ရည်ဆိုင်လေးတွေမှာစီကားနေကြတယ်ဟိမလက်ထက်ကရှေးဟောင်းနာရီတွေကိုငုံကြည့်လိုက်တော့နာရီလက်တန်ကပုံမှန်တိုင်းမဟုတ်ပဲတစ်ချက်ချင်းစီနောက်ပြန်လဲနေတာကိုတွေ့လိုက်ရတယ်ငါ့မှာအချိန်အများကြီးမရှိဘူးလို့သူမကိုသတိပေးလိုက်မိတယ်သူမဒိုင်ယာရီထဲကနောက်ဆုံးညွှန်ကြားချက်အတိုင်းမြို့လေကနာရီစင်ကြီးကိုဦးတည်လိုက်တယ်အဲ့ဒီနေရာဟာဒိုင်ယာရီထဲမှာအဖိုးနောက်ဆုံးယူမှတ်သွားခဲ့တဲ့နေရာပဲနာရီစင်အောက်ကိုရောက်တဲ့အခါလူအုပ်ကြားထဲမှာထူးဆန်းစွာရပ်နေတဲ့လူတစ်ယောက်ကိုသူမတွေ့လိုက်ရတယ်ထိုလူကအသက်80ကျော်အရွယ်အဖိုးတူမဟုတ်ပဲအသက်20ကျော်အရွယ်လောက်သာရှိသေးတယ်သူမရဲ့အဖိုးနဲ့ရုပ်ချင်းတပုံစံနဲ့တူတဲ့လူငယ်တစ်ယောက်ထင်နေတယ်အဖိုးဟေးမမယုံကြည်နိုင်စွာခေါ်လိုက်မိတယ်ထိုလူငယ်ကလှည့်ကြည့်လိုက်တဲ့အခါသူ့မျက်လုံးတွေထဲမှာအံ့အားသင့်မှုတွေပြည့်သွားတယ်မင်းကဘာလုပ်လဲမင်းစီမှာ9ရက်တန်ရရီတာဘယ်လိုလုပ်ပြီးဟေးမကအကျိုးအကြောင်းကိုအမြင်ရှင်းပြလိုက်တယ်အနာဂတ်ကနေလာခဲ့တာဖြစ်ကြောင်းနဲ့အဖိုးဟာဒီနေရာထဲမှာပျောက်ဆုံးသွားတဲ့တာကိုသူမရှာဖွေနေတာဖြစ်ကြောင်းပြောပြတဲ့အခါအဖိုးလူငယ်ဘဝကဝိုင်းနဲ့ရည်ပြီးရှက်တန်းသွားတယ်ငါသိပြီဟင်ပါငါကအနာဂတ်ကနေဒီတဲကိုဝင်လာခဲ့တာမဟုတ်ဘူးငါကဒီအချင်းကားလာမှနေထိုင်နေသူဒါပေမဲ့ငါရဲ့တိုင်ရည်ထဲမှာငါမီလေးတယောက်ယောက်ငါကိုလာရှာလိမ့်မယ်ဆိုတာကိုငါကြိုသိနေခဲ့တယ်ဒီနေရာကဟောင်းနှွမ်းခဲ့သောຫນွေဦးနယ်မြေပဲဒီနေရာမှာပိတ်မိနေတာကမင်းတီးတဲ့အဖိုးတူမဟုတ်ဘူးအဲ့ဒါမင်းတန့်ရဲ့အဖိုးပဲဟေးမဆွတ်အားသွားတယ်ဒါဆိုမင်းတန့်ကဒီချိန်ကာလနဲ့အနာဂတ်ကိုဆက်သွေးပေးထားတဲ့တကားဆောင်မျိုးယူကပဲသူကမင်းကိုကူညီခဲ့တာငါ့ကိုရှာတွေ့ဖို့မဟုတ်ဘူးငါစီကနေအရေးကြီးတဲ့တောတစ်ခုကိုယူဖို့မင်းကိုသူလွတ်လိုက်တာအဖိုးကပြောရင်းနဲ့သူ့လေဘဲမှာဆွဲထားတဲ့ဂျင်းနီအောင်တောလေးကိုဖြုတ်ပြီးဟေမလက်ထဲထည့်ပေးလိုက်တယ်ဒါကအချိန်တကားကိုအပီးတိုင်ပိတ်မဲ့တော့ပဲဒီတကားပွင့်နေတဲ့၍အတိတ်ကလူတွေကအနာဂတ်ကိုရောက်နိုင်တယ်လို့အနာဂတ်ကလူတွေလည်းဒီထဲမှာအချိန်မရှိပဲပျောက်ဆုံးသွားနိုင်တယ်မင်းပြန်သွားပြီးဒီတကားကိုပိတ်လိုက်ပါတော့ဒါပေမဲ့အဖိုးကျမနဲ့အတူခေါ်သွားလို့မရဘူးလားဟေမမေလုံးတွေထဲမှာမျက်ရည်တွေပြည့်လာတယ်အဖိုးကပြုံးလိုက်တယ်ငါကဒီအချိန်ကာလရဲ့လူသားပဲဟေမငါကဒီမှာပဲရှင်တန်ရမှာမင်းတွေးခဲ့တဲ့အဖိုးကတော့သူ့ရဲ့ဘဝကိုအဆုံးထိဖြတ်တန်းသွားပြီအခုမင်းတွေ့နေရတာကအချိန်ရဲ့အယောင်ယောင်ပဲသွားတော့နာယီလက်တံကကုံတော့မယ်ဟေမနာယီကိုကြည့်လိုက်ရခါလက်တံကတုံညက်စီကိုရဖို့စက္ကန့်ပိုင်းပဲလို့တော့တယ်သူမအဖိုးကိုနောက်ဆုံးအနေနဲ့ဖတ်လိုက်ပြီးလွှတ်ရတကားရှိတာစီကိုအပြင်းထန်ပြီးထားခဲ့တယ်သူမနောက်ကနေအသိကဘာရဲ့မိကွင်းတွေကတဖြည်းဖြည်းမိမ့်တင်ပြောက်ကွဲသွားတယ်စာကြီးတိုက်ထဲကိုပြန်ရောက်တဲ့အခါမင်းတန့်ကစောင့်နေတယ်ဟေမာကလက်ထဲကတော့နဲ့တန်ယာရီကိုမင်းတန့်ကိုကမ်းဖဲလိုက်တယ်ကျမအဖိုးကိုတွေ့ခဲ့တယ်ဟေမာကတိုးတိုးကြီးပြောလိုက်တယ်မင်းတန့်ကတော့ကိုယူပြီးနေရန်ကလွှတ်ရတကားကိုတော့ခတ်လိုက်တဲ့အခါနေရန်ဟာပုံမှန်တိုင်းပြန်ဖြစ်သွားပြီးတကားရာတောင်မကျန်တော့ဘူးမင်းဖိုးကသူ့ကတိအတိုင်းမင်းစီကိုတော့ပေးလိုက်နိုင်ခဲ့ပြီပဲအခုတော့အသိနဲ့အနာဂတ်ကသူ့နေရာနဲ့သူပြန်ဖြစ်သွားပြီဟေမာစာကြည့်တဲ့အပြင်ဘက်ကိုထွက်လာတဲ့အခါ2024ခုနှစ်ရဲ့နေကုန်းကြီးတွေကသူမကိုကြိုးဆိုနေတယ်အဖိုးကိုလူကိုယ်တိုင်ပြန်မခေါ်လာနိုင်ခဲ့ပေမဲ့အဖိုးရဲ့ငယ်စဉ်ဘဝအမှတ်ရက်တွေနဲ့သူမအပေါ်မှာထားခဲ့တဲ့မေတ္တာတွေကိုတော့ဒီ diary လေးထဲမှာထာဝရသိမ်းဆည်းထားနိုင်ခဲ့ပြီဖြစ်ပါတော့တယ်